Yo guy, welcome to Shiro Gaming. အားလုံးပဲပြောရှင်နေရဒီကြံအချိန်ကားလေးဖြစ်ကြပါသေးဗျ။အားလုံးပဲအိတ်ဆိုခေကနေပြီးတော့ခွန်ကျောင်းရဲ့ဒီစကင်အမိုက်စားကြီးကို free ပေးနေဆိုတာသိပြီးပြီလားဗျ။ဟုတ်ပါရဲ့။ဒီစကင်ကြီးကို free ရမှာ။ event ပုံစံလည်းရိုးရှင်းရှင်းလေးပါဗျ။ draw point 1300ပြည့်ရနဲ့ခွန်ကျောင်းရဲ့စကင်ကိုအလကားရမှာပါ။ draw point နေရာဖို့ကတော့နေ့စဉ် login ဝင်ရင်တစ်ခုတငယ်ချင်းနေနဲ့တပွဲဆော့ရင်တစ်ခုရမှာပါ။ဒါတွေကတော့နေ့စဉ်ဆော့ပြီးရင်တစ်ခုစီရမှာပါ။ပြောရလို့ရှိရင်ဂိမ်း12ပွဲဆော့ပြီးရင်လည်း12ခုရအောင်ပါဒါကတော့တစ်ခါပဲရဖို့များပါတယ်ဘာဖြစ်ဖြစ်စကင်လာကြီးကိုဂိမ်းကစားပေးုံနဲ့ free ရမှာဆိုတော့တန်ပါတယ်ဒီစကင်ကို free လို့ခြင်းတော့ဂိမ်းဆော့ဖို့မမေ့ကြပါနဲ့ဗျကဲဒီနေ့ဂုံစင်းတဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲတကြံအချိန်တာမရမှာစိတ်တလူတင်နဲ့ပျော်ရွှင်ကြပါစေလို့ဆုတောင်းပေးရင်းနဲ့ပဲနှုတ်ဆက်လိုက်ပါတယ်ဗျ So this is Shiro Gaming. See you next video.